ကျွန်တော်အားလုံးပါဝင်ပူပေါင်းပေးနေတာနော်ကျွန်တော်လည်းတက်နိုင်တဲ့သတင်းကိုရရှိတဲ့သတင်းကိုဒီလိုရုပ်ပြပြီးကျွန်တော်ပြောပေးနေတာနော်အခုသူတို့ပြောနေတာဂန့်ကောဥမာတို့တဲခေါ်လိုပုံစံမျိုးတို့အခုဟိုပါလေဗန်မွေးလိုနေရာမျိုးသူတို့ပြန်ပြီးတိုက်ပွဲဆင်ဖို့လှုပ်လာတယ်ရောက်နေတယ်ဒါပေမဲ့တက်မတော်ကအပြစ်ခတ်ရက်ဆဲထားတယ်တကြံပြီးမှဒီစီရေးရောက်ကိုပြန်တိုက်မယ်အခုကြည့်လိုက်ဖလန်း268ဘာဖြစ်နေလဲကျွန်တော်ဒီ live ကနေမပြောချင်ဘူးကျွန်တော်တို့အချိန်ချင်းကဖလန်းပြောခဲ့တယ်အခုညောင်ကျိုး50ပဲဒါမှမငင်းနဲ့ဒီမှာအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel မှာကြိုဆိုပါရစေကျွန်တော်တို့ရဲ့ channel ကဆိုရင်မြန်မာနိုင်ငံအတွင်းလက်တော်ဖြစ်ပေါ်နေတဲ့နေ့စဉ်သတင်းထူးသတင်းတွေကိုတင်ဆက်ပေးတော့မှာမို့ကျွန်တော်တို့ရဲ့ channel ကိုစောင့်မျှော်အားပေးဖို့တိုက်တွန်းအပ်ပါတယ်ဘောင်ထဲမှာစီကန်းထဲမှာဟိုထဲဒီထဲထည့်ပြီးတော့မှဖြစ်နေတာကျွန်တော်သမီးကိုကျွန်တော်ဘယ်လိုတင်ပေးထားလဲချစ်ကလေးလောင်ချစ်ကလေးအိပ်ပြီလားကျွန်တော်သမီးတော့အိပ်သွားပြီနော်အဲ့တော့ကျတော့တိုင်းပြည်ကိုချစ်တာချင်းအတူတူနိုင်ငံကိုချစ်တာချင်းအတူတူအလုံးလုံးတာချင်းအတူတူကျွန်တော်မှလုံခြုံရေးမရှိဘူးကျွန်တော်မှလုံခြုံရေးမရှိဘူးနော်ကျွန်တော်မင်းကွန်းကိုတကယ်ကိုရောက်ခဲ့တာတကယ်ကိုသွားခဲ့တာ PDF ဂိတ်တွေရှိခဲ့ရင်လေကျွန်တော်ရင်ဆိုင်ရမှာပဲမတက်နိုင်ဘူးလေဘယ်တက်နိုင်မလဲကိုကစသွားတဲ့စကိုင်းတရားကိုစကြော်တွေကငါဒီနိုင်ငံနဲ့လူမျိုးနဲ့ဟိုတိုင်းပြည်တာဝန်ကိုအုတ်တစ်ချက်သေးတဲ့ဘွဲ့နေရာနေတက်ဆောင်တယ်ခင်ဗျားတို့ကယူနီဖောင်းဝတ်ပြီးတော့အလုံးလုံးမှတိုင်းပြည်တာဝန်ထမ်းဆောင်တယ်လို့ထင်တာလားအချို့သောမိတ်ဆွေတွေကိုမေးချင်တာပါငါစစ်တဲ့ယူနီဖောင်းဝတ်ပြီးမှငါရဲယူနီဖောင်းဝတ်ပြီးမှငါကရင်တင်းယူနီဖောင်းဝတ်ပြီးမှငါကထွေအုပ်ယူနီဖောင်းဝတ်ပြီးမှငါကလောက်ဝကယူနီဖောင်းဝတ်ပြီးမှတိုင်းပြည်တာဝန်ကိုထမ်းဆောင်တယ်လို့ထင်တာလားဗျမေးကြည့်ခြင်းလို့ပါအဲ့လိုဝန်ထမ်းတိုင်းကလည်းအဲ့လိုအဝတ်စားတွေဝတ်ပြီးတော့မှပြည်သူတယောက်ပေါ်မှာကျွန်တော်တို့လိုနိုင်ငံချစ်လူမျိုးချစ်တဲ့လူပေါ်မှာမိုက်ရိုင်းခွင့်ရှိလားဗျစကားပြောဆိုဆက်ဆံတဲ့အမူအရာကိုနှုတ်အမူအရာတွေရိုင်းခွင့်ရှိလားငါကတက်မတော်ကဥပမာတခုဒုတိယဘုံမူကြီးတယောက်ဖြစ်တယ်ဒီကောင်ကိုစောက်ခုစိုက်စရာမလိုဘူးဆိုပြီးတော့ရိုင်းခွင့်ရှိလားမေးကြည့်ခြင်းလို့ပါနော်အဲ့တော့လူတွေအားလုံးကတချို့ကပြောတယ်နှမ်းတစည်းနဲ့စီမဖြစ်ဘူးတဲ့အဲ့ဒါစောက်ပြဿနာတတ်တာပဲနှမ်းတစည်းနဲ့ဘယ်လိုလုပ်စီဖြစ်မှာတော့နှမ်းစီပေါင်းများများဆိုမှစီဖြစ်မှာပေါ့အဲ့တော့ကိုယ်နိုင်ငံအခုကကြီးသုံးပါးကိုကြားရောက်နေတဲ့အချိန်မှာကိုယ်နိုင်ငံမဟုတ်ဘဲနဲ့မလေးရှားတို့အိန္ဒိယတို့ဥပမာတရုတ်တို့ရုရှားတို့ကနေပြီးတော့မှနိုင်ငံရဲ့ဒီငလင်းတံပေးတဲ့ပြည်သူတွေကိုလာကူညီနေတဲ့အချိန်မှာအားလုံးဝိုင်းဝန်းပြီးတော့ကိုယ်နိုင်ငံသူနိုင်ငံသားတွေကူညီနေတာတောင်မှတချို့သောအရာတွေကအဘိဓိတခုအောက်မှာမူဝါဒတခုအောက်မှာကြာရှုံးသွားကြတယ်သိရမလားအဲ့ပုံစံနဲ့ဆက်သွားရင်ကျော်တို့ကပုံကလိုအပ်တာဥမာတို့ကဇော်ဘုံရောက်ဒီလေလားဒါတလို့ရှိတယ်နော်ဆွမ်းနာကျွန်တော်ပြောသလိုပေါ့ကျဲဥတကတ်ကန်ခိုင်းပြီးတော့ဓာတ်ပုံရိုက်ပြီးလူကြီးကိုကျဲဥတကတ်ပေးသလိုလိုနဲ့ကျဲဥ၄လုံးလောက်ပေးတော့အောက်ခြေမှာအောက်ခြေကပြောတာပေါ့ဖုန်းထဲကနေဇော်ဘုံရုံလည်းပြောတာပေါ့စစ်တဲ့အကြောင်းတွေဇော်ဘုံရတက်မတော်နဲ့ပြည်သူကြားနဲ့တက်မတော်မိသားစုကြားမှာမပြောတာတွေအများကြီးရှိတယ်ပြောဖို့မပြောတာနော်ပြောမယ်ဆိုရင်ခင်ဗျားတို့ကိုယ်တိုင်သိပါတယ်ရေပတ်တောင်ဝင်မှာမဟုတ်ဘူးဟုတ်တယ်မလားဘာတွေလျှောက်ပြီးတော့ဟမ်ဘာတွေလျှောက်ပြောနေလက်တွဲကျင်တာလားလက်တွဲကျင်ပြောလိုက်နော်လက်တွဲကျင်အချိန်မျိုးပြောလို့ရတယ်ပြီးတယ်ဖမ်းကျင်တာလားတရားဝင်တရင်ထုတ်ပြီးဖမ်းခိုင်းလိုက်နော်ဖမ်းခိုင်းလိုက်ခင်ဗျားတို့လုတ်ပိုင်ခွင့်ရှိတာပဲဖမ်းခိုင်းပေါ့ဖမ်းပြီးဘာဖြစ်လာမလဲဖြစ်တဲ့ပြဿနာခင်ဗျားတို့ဖမ်းခိုင်းတဲ့လူရှင်းပေါ့ဟုတ်တယ်မလားဒါပဲလေရှင်းလေးနော်
မဟုတ်သေးဘူးမားတော့မားနေတယ်တော့တချို့သတင်းတွေပြန်ကြားတယ်မပြောသေးတာသတိတော့ထားနေနော်ပောက်ခွဲလာလို့ပြောပြီးဆိုရင်တော့နာမည်တက်ပြီးချိန်မှာနော်ကိုပြဿနာကိုရှင်းရမှာနော်ရှင်းလားဇော်ဘုန်းကြီးချွတ်ကျဲနေတဲ့အထဲမှာဘယ်သူမှမရှိဘူးဘာဖြစ်လို့လဲဆိုတော့ဇော်ဘုန်းကြီးဒီတိုင်းပြည်နိုင်ငံလူမျိုးအတွက်ကိုအကောင်းဆုံးစပီကာသမားတယောက်အနေနဲ့ရက်တည်ပြီးတော့မှမျှတပြောပေးနေတယ်ဆိုတာတနိုင်ငံတိုင်းပြည်လုံးသိရနော်သိတယ်ဆရာတော်ဘုရားကြီးလည်းသိတယ်အခုမစိုးရင်တိုင်းမှာဆရာတော်ဘုရားဆရာတော်ဦးရသူတို့နော်အမျိုးသားရေးဆရာတော်တွေသိတယ်လို့နိုင်ငံတော်အကြီးအကဲတွေသိတယ်ဒီကောင်းရှိရသတင်းတွေပါရလဲအခုပြောပြမယ်အခု30မှာတက်မတော်ဘက်ကတော့အပြစ်ခတ်ရက်စဲထားတယ် MNDAA 4 week ကား19စီးနဲ့ကားတစ်စီးလုံးလူ9ယောက်30မှာရောက်ရှိနေတယ်မနေ့ကအခုဒီနေ့ထက်ရောက်နေတယ်ကျွန်တော်တို့ကနိုင်ငံရေးစစ်ပွဲဆိုပေမဲ့စစ်ရဲ့သဘောတရားကိုနားမလည်ဘူးအခုသူများတွေပြောတယ်ရောက်နေတယ်နော်အခုတကြံတွင်းမှာကန့်ကောတဲခေါ်ဗန်မွေးနော်သူတို့နိုင်ငံရေးအမျက်ထုတ်မယ်တိုက်လိုက်မယ်တကြံတွင်းမှာနော်အခုရောက်နေတဲ့ကြောင်မဲကနေပြီးတော့ဒီနေ့တက်ဆင်းလာတယ်ထက်ရောက်နေတယ်အင်အားက900ဟိုဘက်တစ်ဘက်ကရောက်လာတဲ့အင်အား900 PDF တွေရောတဲ့နော်ရောက်နေတယ်အများကြီးပဲရောက်နေတယ်သူတို့ကကျွန်တော်ဒါသတင်းရအောင်ပြောတာနော်သတင်းရကျွန်တော်စပီကာတယောက်အနေနဲ့ကျွန်တော်ပြောတာသိတဲ့လူတွေလည်းသိတယ်သူတို့ဘာလုပ်မလဲဆိုတာကိုကိုယ့်အကိုစဉ်းစားရမယ်တကယ်ရောက်လာတာဒီနေ့လည်းရောက်လာပြီအင်အားပြင်းပြအင်အားဆိုရင်သူတို့1000ကျော်2000နီးပါးရှိတယ်နော်အခုဒီပြင်ဦးလွင်30နောင်ချိုအုံမတိအိုမကားလမ်းခွဲအခုရွှေညောင်မင်းအခု30မှာနော်ကားတွေတဲ့အကုန်လုံးရောက်လာတယ်ကျွန်တော်ရဲ့အမာခံသတင်းပေး9ယောက်10ယောက်ရှိတယ်နော်ကျွန်တော်ဒီလိုနဲ့ပဲပြင်ဦးလွင်ရဲ့အတွက်အုတ်တစ်ချက်သေးတဲ့ပွင့်ရနော်တရားသူရအေးမင်းအောင်ပြွာမူကြီးနဲ့လက်တွဲတယ်ဟိုမှာရင်းမှုပင်မှာအခုလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ကျွန်တော်အကို41ကမနေ့ကမှသူတို့အင်းဒိတ်နော်သူတို့တောင်းစင်းတာနော်2000ခုနှစ်4လပိုင်း9ရက်နေ့ငွေရတု25နှစ်မြောက်နော်စစ်တွေရောက်နေတာဖတ်မပြခြင်းလို့နော်ကိုယ့်ဘက်ကတော့ကိုယ်နိုင်ငံသူကိုယ်နိုင်ငံသားကိုယ်တိုင်းရင်းသားလက်နက်ကိုင်နေဆိုပြီးတော့ဒီငလင်တံပေးတဲ့ပြည်သူတွေပေါ်မှာကြည့်ပြီးတော့မှကိုယ့်ရဲ့တက်မတော်ကငဲ့ညာပေမဲ့အကြီးကဲတွေကငဲ့ညာပေမဲ့ရန်သူတပုံကဒါတွေကိုသူတို့သိမှာလည်းမဟုတ်ဘူးနော်သိမှာမဟုတ်တော့ခုညောင်ကျိုးဆို50ပဲဗျာအခု268ဘာဖြစ်တော့လဲကျွန်တော်ဘာမှပြောမလို့ထားလိုက်နော်တိုက်နေကြတယ်အခုရွာ12ရွာဒီမှာဒါကတော့နေကန်သတင်းပေးအရာကျွန်တော်ပြောပြတာနော်ဒီမှာဖုန်းကဒီထဲမှာနေမယ်မက်ဆေ့ပို့တာနော်မတော့ဖတ်လို့မရတော့ဟောဒီမှာဒီနေ့ကိုစောဘိုးရင်နဲ့ကျွန်တော်ဟန်တာဝရီယပြည်သူစစ်ပါတဲ့ဖုံးကင်ပေးပါပြောစရာရှိလို့တဲ့ကျွန်တော်တို့12ရွာအခက်ခဲကတော့အရန်များတာဗျာတဲ့ပြောရရင်မြေပြင်မှာတိုက်ပွဲကဆက်လက်ဖြစ်ပွားနေစေတဲ့ကပနီစကန်တိုက်ခံရပြီးကတည်းကအခုထိတိုက်ပွဲဖြစ်နေတယ်တဲ့ထိခိုက်ကြဆုံးမှုတွေရှိတယ်တဲ့ကျွန်တော်တို့ပြည်သူစစ်တွေကစစ်တီတွေနဲ့အတူတူကြားရနေရကနေအတူတူတိုက်ပွဲဝင်ခဲ့ကြတယ်တဲ့ယူနီဖောင်းမပြည့်စုံဘူးကြီးကအုပ်ထုပ်မပြည့်စုံလဲအားတက်တရောနဲ့ရွရွချွန်ချွန်တိုက်ခဲ့ကြတယ်တဲ့အထက်ကလူကြီးတွေကတဲ့ကျွန်တော်တို့ရွာကိုမေ့ထားလားမသိဘူးတဲ့ရဲရင်လည်းမလာလာကြပြီတိုက်ပွဲကလည်းဖြစ်နေတော့မောင်ကိုဈေးနဲ့မောင်ကိုဈေးကလည်းတဲ့မဝင်ဘူးပြတဲ့အခုဆိုစားတပိတ်တာကို3သိန်းဖြစ်နေပြီတဲ့ဟမ်စားတပိတ်တာကို3သိန်းဖြစ်နေပြီတဲ့စားတောင်နဲ့ဝါဝလေးလေးမစားရတဲ့ကျွန်တော်တို့ပြည်သူစစ်တွေတဲ့ဆေးရုံရှိပေမဲ့လေတဲ့ဆရာဝန်မရှိဘူးတဲ့ဆေးဝါးလုံလောက်မရှိဘူးတဲ့
စစ်တီတွေဒဏ်ရာရထားတဲ့သူတွေရှိတယ်တဲ့ကျွန်တော်ကတော့ထိန်ချန်ပြီးမဖက်ဘူးကျွန်တော်စပီကာအထက်လူကြီးတွေသိအောင်ပြောမှာနော်တချို့ဆိုပုတ်တောင်ပုတ်တယ်လို့ဖြစ်နေတယ်တဲ့ဆေးဝါးမပြည့်စုံလို့တဲ့ရှေ့တန်းမှာစစ်တီဒဏ်ရာရလို့တဲ့တောင်းလေကားနဲ့သွားတယ်ဘူးစီမရှိဘူးတဲ့မတည်ရတဲ့အဖြစ်တွေတဲ့အထက်ကအရာရှိလူကြီးတွေကကျွန်တော်တို့ဆက်နေရွာရဲ့အခြေအနေမှန်သိချင်ရင်မြေပြင်ကွင်းစင်းပြီးလေ့လာလို့ရပါတယ်လို့ပြောပေးပါတဲ့ကျွန်တော်တို့ဆက်နေရွာအခုဆိုတောထဲမှာလည်းမသွားရဲအကျယ်ကျုပ်ချခံထားရတယ်လို့ဖြစ်နေတာတဲ့နှစ်နှစ်သုံးနှစ်ကြော်နေပြီတဲ့ရွာမှာအဓိကလိုအပ်တာပဲပြောတော့မယ်ဗျာတဲ့ဆက်နေရွာအင်အားဆိုတော့ရဲရင်နဲ့ချပေးလို့လုံးဝအဆင်မပြေဘူးတဲ့ဝိုင်တွင်းနဲ့ချပေးမှပဲအဆင်ပြေတယ်တဲ့ဒီဇယ်ဓာတ်စီခွဲစိတ်စရာဝင်စားငပိဟင်းကြိုဆေးဝါးကျောင်းသုံးပစ္စည်းစက်တာတော်လိုက်ဆေးနဲ့မိန်းကလေးလာစဉ်သုံးပစ္စည်းအစားရှိသဖြင့်ပြီးတော့မှန်တော်ရွာကနေအောင်သာယာရွာကိုလည်းတိုက်စစ်အမြဲပေါ်ဆောင်နေပါတယ်တဲ့ရန်သူအင်အားကရှိတယ်တဲ့ဒရုန်းနဲ့စနိုက်ပါအားသာလို့တိုးမရဘူးဖြစ်နေတာတဲ့မြေပြင်မှာဗျူဟာမှုရှိတယ်တဲ့အရန်တော်တယ်တဲ့ပေါင်ကိုကြီးမှန်တာတော့အဝတ်စီးပြီးတော့တိုက်တာတဲ့အဲ့လောက်ကြိုးကြိုးစားစားတိုက်တာတော့နဲ့အစဲခံနေရတယ်တဲ့အထက်ကလူကြီးတွေကလည်းပြောပေးပါတယ်ကျွန်တော်တို့ဆက်နေရကိုပေါ့နော်ပြန်ပြီးတော့ကြည်ပေးပါပေါ့ရှေ့တန်းကစစ်တီတွေ